ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့အစီအစဉ်ကတော့အကယ်ဒမီစကားတင်ကျောင်းသားကျောင်းသူတွေကို vote ပေးပြီးတော့ရွေးချယ်သွားမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့စကားတင်စင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်အကယ်ဒမီကိုကျော်ဖြူအကယ်ဒမီဖိုးချစ်အကယ်ဒမီဖြူဖြူကျော်သိန်းအကယ်ဒမီဘလူးမာတို့ဖြစ်ပါတယ်မဆုံးနာကြပြီဖြစ်တဲ့တငယ်ချင်းတွေကိုရုတ်တရက်ပြန်တွေ့လိုက်ရတဲ့အခါမှာယဉ်ကျေးပြုံးလာတာနဲ့နှုတ်ဆက်တတ်တဲ့မြမတလေးတစ်ခုပါယုံကြည်ရတဲ့တစုံတစ်ယောက်ကကျွန်တော်တို့ရဲ့နောက်ကျောဓာတ်နဲ့ထိုးတာကိုခံလိုက်ရတဲ့အချိန်မှာဒီနောက်ပစိုးရင်းနဲ့ဒါကတော့ဆောင်းမိုက်နောက်တစ်ပုတ်လွယ်ပါလောက်ကြောင်အောင်ဆိုလွယ်အောင်ကြာပါဘူးမဟုတ်တော့ငါနောက်တစ်ပုတ်ကလိုပုတ်ဆင်းနာကောင်းဝင်တယ်တကယ်စီးပြီးတော့မယ်ဆောက်ရမိုက်တယ်အရာစကားနာမည်ကတော့အစာလဲစီလေးအစာဖြစ်ပါတယ်အမေတောက်တိုင်းပဲအကြီးကိုမင်းမဟုတ်ရင်ဘသူ့မှာဂီးမဆိုင်နိုင်ဘူးအခြေရဆိုတဲ့ကိုကျော်ဖြူကတော့မလေးပါရှင်မင်္ဂလာရှင်ဘဝရဲ့လောကရန်ကိုကြင်ကြံခံနေရတဲ့အချိန်မှာဖူရာမဆောက်တဲ့လုံငုံနေတဲ့အကယ်ဒမီဖို့ချစ်ဖြစ်ပါတယ်ဖူရာမဆောက်တတ်ပေမဲ့ဝင်ထားတဲ့ group တွေကတော့တကယ်အလန်းကြီးတွေပါပဲတာချိန်မှာဝင်စားမယ်အေးချိန်မှာဝင်အေးမယ်ခုကတော့ဂျပန်ခေတ်ကကွဲသွားတဲ့မောင်နှမ2ယောက်ပြန်တွေ့တာဖြစ်ပါတယ်အလုံးဝဘဝတန်တရားဒုက္ခတယ်လီဖို့ချစ်နာကျင်နေတဲ့ဖို့ချစ်တချို့ကိစ္စတွေမှာဘလို့မှဖြေရှားလို့မရတဲ့လောက်ရက်တွေကတော့ရှိနေပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါအခုကတော့ MIT ခန်းထဲမှာပါဩပါဘူးအခန်းထဲတင်မှာပါခုနားထောင်မှာတော့အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ rapping ဖြစ်ပါတယ်နော်တကယ်ကြောင့်နင်းနေချင်တဲ့ကျွန်တော်ရရင်မေ့တက်သွားပါပဲငါ့ကိုပြောတယ်အခုဆိုရင်ကျွန်တော်တို့ရဲ့ part 4 video လေးကတော့ပြီးဆုံးသွားပါပြီ bonus အနေနဲ့ချောလိုက်တော့မလားဥနေတာဗျာတော်ချောတာပါအပြင်မှာကိုစွမ်းအောင်မြင်ဘူးတဲ့လူတွေအနီးကပ်မြင်ဘူးအနီးကပ်ကြည့်လေချောလေဗျာကိုစွမ်းကြီးရဲ့ချောချက်ကြီးတော့အဲ့လိုနဲ့